တဲ့အစင်လေးတွေကတော့ပေါ့နော်ဒီမှာကတော့လက်ရှိချီတာအကွက်လေးပေါ့နော်သူကတော့ဘာမရှိပေါ့နော်အရမ်းမိုက်တော့လေးပေါ့နော်သူကတော့ free site လားဟုတ် free site ပေါ့နော်သူကဘောင်းမီအရှိန်နဲ့အရမ်းမိုက်ပေါ့နော်လက်ရှိလေးနဲ့ဒါလေးကတော့အရောင်ကာလာကတော့900ရှိပါတယ်ဈေးနှုန်းလေးက2000ပါဈေးနှုန်းလေးက2200ပဲရှိရယ်နော်အရမ်းမိုက်နေတော့ပဲဒါကတော့လာပူပူချစ်သူတွေအတွက်လာပူပူလေးရယ်ပေါ့နော်ခင်းရောင်လေးလည်းရှိရအကြမ်းအရောင်က600လာပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့18500ပဲဖြစ်ပါတယ်ရှင်သူကဘောင်းမရှိလေးနဲ့ဖားကြိုးချီအိတ်ကပ်ပါပါတယ်ဖဲပွင့်လေးနဲ့ပေါ့နော်သူကတော့အော်တော့လာပူပူဖြစ်သူတွေအတွက်အရင်မိုက်ပါတယ်အိမ်နေပဲဝတ်မလားအပြင်သွားရလဲဝတ်လို့ရပါတယ်ဘဲနေရတော့ဝတ်လို့ရပါတယ်ဒါပေမဲ့အလုပ်မှာတော့ရိုးရိုးအိတ်ကြီးတွေဝတ်နေတော့ဒါလေးဝတ်သွားမယ်ဝတ်သွားကောင်းမယ်နော်သူကတော့အေးလူလူနေပါတယ်ဆိုင်မှာဆိုဒါတွေကအယောင်ရဆုံးပဲဖြစ်တယ်啊，我呢？然后啊，喏，我们家比较，他们家嘛养米。我原来不着，我那边里啊，话4000里呢不喏，都原买米了呗不喏。原来喏，牛把米多少钱的拉多嘛喏？也拉多嘛，但是嘛，这嘛路径呢不喏，咱们没呀。麻烦嘛好。麻烦不好吃。ဒါလေးတော့ကျွန်မကြိုက်တာပါခဲရောက်လေးပြီလို့လေထုတ်တာမစိတ်ချင်ဘူးအရင်လာပါတယ်နော်ဒါလေးဆိုရင်သင်းငယ်တို့အတွက်ပေါ့သင်းကြီးတို့အတွက်ပေါ့အရင်လိုက်ပါတယ်ရှင်မမေကိုပေါ့နော်နောက်ခါမေးပေါ့နော်အများကြီးရှိသေးပါအခုတောင်မှလေးပြနေရနော်မောခံပြီးတော့ပြတာမွေးချောရည်တယ်ဘူးကြောရမလားရောင်းနေဆိုတော့ချောတော့စစ်လေးတယ်ကျိုးတော့နေရောင်းနေသူကချောရည်ဆီမ်ချောဘူးပြီးโอเคတယ်နော်အရမ်းမိုက်တော့ပဲနော်လက်တုံလေးနေနော်ဝယ်ယူနိုင်ပါ